ဟိုးရှေရှေတုန်းကလူတွေတရိတ်ဆန်တွေနဲ့တဘာဝတရားကြီးဟာတဦးနဲ့တဦးစကားပြောဆိုဆက်သွယ်နိုင်ကြတဲ့ခေတ်ကာလတစ်ခုရှိခဲ့ပူပါတယ်။တနေ့တော့တရားမင်းကြီးဟာလူသားတွေစိုက်ပျိုးရေးလုပ်ကင်ရတာလွယ်ကူစေဖို့နဲ့ကဘာမြေစိမ့်လန်းစုပြီးစေဖို့အတွက်မြေပြင်ပေါ်ကမြက်ပင်တွေကိုအစီအစဉ်တခြားကြီးထွားစေခြင်းနဲ့အကြံတစ်ခုရခဲ့ပါတယ်။အဲ့ဒီအတွက်ကြောင့်တရားမင်းကြီးဟာနတ်ပြည်ကတစ္ဆာအရှိဆုံးနဲ့အေးအေးဆေးဆေးနေတတ်တဲ့နွားဖြူကြီးကိုခေါ်ယူပြီးအမိန့်တော်တစ်ခုပေးလိုက်ပါတယ်။တရားမင်းကြီးရဲ့အမိန့်တော်ကတော့နွားဖြူကြီးမင်းကဘာမြေကိုဆင်းသွားပါပြီးရင်မြက်ပင်တွေကိုသွားပြောရမယ်မင်းတို့မြက်ပင်တွေဟာ3ရက်မှတစ်ချိန်သာလူတွေနဲ့တရိတ်ဆန်တွေစားသုံးဖို့အတွက်အသစ်ပြန်ပေါက်ရမယ်လို့ငါရဲ့အမိန့်တော်ကိုတွားရောက်အကြောင်းကြားချင်နွားဖြူကြီးဟာတရားမင်းကြီးရဲ့အမိန့်တော်ကိုတေချာမှတ်သားပြီးနတ်ပြည်ကနေလူပြည်ကိုပျော်ပျော်ပါးပါးနဲ့ဆင်းလာခဲ့ပါတော့တယ်လမ်းခရီးမှာစိမ့်လန်းတဲ့တောတောင်ရင်းကြီးတွေကိုမီးမုံရင်းတခြားတရိတ်ဆန်တွေနဲ့နှုတ်ဆက်ရင်းရှောက်လာခဲ့တာပေါ့နွားဖြူကြီးကလမ်းမှာလက်ပြလေးတွေကိုလိုက်ကြည့်တာစမ်းရည်အေးအေးလေးတွေကိုတောက်တာတွေနဲ့အချိန်ဖြုံးနေမိလို့လူပြည်ကိုရောက်တဲ့အချိန်မှာနည်းနည်းမောပန်းပြီးဖိုက်စာနေခဲ့ပါတယ်။ဒါအပြင်လမ်းခရီးမှာအာယုံများခဲ့တာကြောင့်တရားမင်းကြီးမာလိုက်တဲ့စကလုံးတွေကိုစတင်ပြီးဝေဝေဝါဝါဖြစ်လာပါတော့တယ်။မြက်ခင်းပြင်ကြီးစီကိုလည်းရောက်ရောမြက်ပင်ကြီးတွေကလေထဲမှာတလွင့်လွင့်နဲ့နွားဖြူကြီးတရားမင်းကြီးကငါတို့ကိုဘာအမိန့်တော်ပေးလိုက်တယ်လဲလို့ဝိုင်းမေးကြပါတယ်။နွားဖြူကြီးဟာဝိုက်စာစာနဲ့စဉ်းစားရခက်နေတော့စကလုံးတွေမှားပြီးအော်ပြောလိုက်မိပါတော့တယ်။မြက်ပင်တို့တရားမင်းကြီးအမိန့်တော်ကတော့မင်းတို့ဟာတရက်ကို3ချိန်အစ်စ်ပြန်ပေါက်ရမယ်တဲ့အဲ့ဒီအချိန်မှာဘေးကနေဖြတ်လျှောက်သွားတဲ့ဖြက်လက်ပြီးအမြဲတမ်းလေးနက်တက်တဲ့ကျွေးညူကြီးကဒီစကားကိုကြားသွားပါတယ်ကျွေးညူကြီးကတန့်ရှင်းတဲ့စမ်းရည်ကန်လေးကနေတက်လာပြီးနွားဖြူကြီးကိုလှမ်းတားပါတယ်ဟေးနွားဖြူကြီးမင်းစကားမှားနေပြီထင်တယ်တရက်ကို3ချိန်သာပြန်ပေါက်ရင်မျက်ပင်တွေဘလောက်ပင်ပန်းမလဲပြီးတော့ကဘာမြေတစ်ခုလုံးလည်းမျက်တွေကြီးပဲဖုံးလွှမ်းသွားလိမ့်မယ်မင်းတိချရဲ့လားလို့မေးလိုက်ပါတယ်ဒါပေမဲ့နွားဖြူကြီးကသူ့အမားကိုဝင်မခံချင်မေးငါတိချတယ်တရားမင်းကြီးကတရက်3ချိန်လို့ပြောလိုက်ကြလို့စွန့်ညင်းပါတော့တယ်နွားဖြူကြီးပြောလိုက်တဲ့အမိန့်တော်အတိုင်းမျက်ပင်တွေဟာအစွမ်းပြပါတော့တယ်တရက်ကို3ချိန်မနက်တစ်ချိန်နေ့လယ်တစ်ချိန်ညနေတစ်ချိန်အရှိန်အဟုန်နဲ့ထက်ခါပေါက်လာကြပါတယ်ရက်အနှဲငယ်အတွင်းမှာပဲတကဘာလုံးဟာမျက်ပင်တွေနဲ့ပြည့်နှက်သွားပါတော့တယ်လူတွေစိုက်ထားတဲ့စပားကင်းတွေအသီးအနှံပင်တွေဟာမျက်ပင်တွေရဲ့ဖိတက်မှုကိုခံရပြီးတည်ကုန်ကြပါတယ်လမ်းတွေလည်းပျောက်ကုန်ပြီးလူတွေတွားလာရတာစိုက်ပျိုးရတာအလွန်ဒုက္ခရောက်ကုန်ကြတာပေါ့တရိတ်ဆန်တွေလည်းမြက်တွေအယမ်းများလုံးလို့လမ်းမလျှောက်နိုင်ကြတော့ပါဘူးကဘာမြေကြီးတစ်ခုလုံးကမောက်ကမဖြစ်သွားတဲ့သတင်းဟာတရားမင်းကြီးစီကိုပြန့်နှံ့သွားပါတယ်တရားမင်းကြီးဟာအလွန်အမျက်ထွက်ပြီးနွားဖြူကြီးနဲ့ကျွဲညူကြီးကိုနတ်ပြည်ကိုချက်ချင်းပြန်ခေါ်ယူစစ်ဆေးပါတော့တယ်နွားဖြူကြီးမာမင်းကို3ရက်မှတစ်ချိန်လို့မှားလိုက်ပါလျက်နဲ့ဘာလို့တရက်3ချိန်လို့သွားပြောရတယ်လဲလို့မေးတဲ့အခါနွားဖြူကြီးဟာတုံရင်ရင်နဲ့မိမိဗိုက်စားပြီးအာယုံနောက်သွားလို့စကားမှားပြောမိကြောင်းဝန်ခံလိုက်ရပါတော့တယ်တရားမင်းကြီးဟာနွားဖြူကြီးရဲ့ပို့ဆမှုကြောင့်ကဘာမြေကတတ္တဝါတွေဒုက္ခရောက်ရတဲ့အတွက်ပြင်းထန်တဲ့ပြစ်ဒဏ်ကိုချမှတ်ပါတော့တယ်တရားမင်းကြီးကမိန့်တော်မူပါတယ်နွားဖြူကြီးမင်းရဲ့နှုတ်ထွက်မှားမှုကြောင့်မြက်ပင်တွေဟာတရက်3ချိန်ပေါက်နေပြီငါပေးတဲ့အမိန့်တော်ကိုပြန်ရုပ်သိမ်းလို့မရတော့ဘူးဒါကြောင့်မင်းတို့ပြောခဲ့တဲ့စကားအတွက်မင်းတို့ကိုယ်တိုင်တာဝန်ယူရမယ်မင်းတို့ရဲ့အထက်သွားတွေကိုငါနှုတ်ပစ်မယ်ဒါမှမြက်ပင်တွေကိုအမြစ်ကနေကိုက်ဖြတ်ရခတ်သွားမယ်ပြီးရင်တရက်3ချိန်ပေါက်နေတဲ့မြက်တွေကိုကုံအောင်လျှော့သွားအောင်မင်းတို့နွားတွေရောမင်းကိုတတိပေးခဲ့ပေမဲ့အမှန်အတိုင်းဖြစ်အောင်အတီးမတားခဲ့တဲ့ကျွဲတွေပါအတူတူနေရောညပါအမြဲတမ်းစားပြစ်ရမယ်ဒီပြစ်ဒဏ်ကြောင့်နွားနဲ့ကျွဲတွေဟာအထက်သွားတွေအားလုံးကျိုးသွားမရှိတော့ပဲသွားဖုံးမဲ့ကြံပါတော့တယ်ဒါအပြင်မြက်တွေကိုကုံအောင်စားရမယ်ဆိုတဲ့အမိန့်ကြောင့်သူတို့ခမနေရောညပါမြက်တွေကိုမရက်မနာစားကြရပါတော့တယ်နွားနဲ့ကျွဲတွေဟာမြက်တွေကိုကုံအောင်စားဖို့ကြိုးစားကြပေမဲ့သူတို့ရဲ့ဘိုက်ကတခါတည်းနဲ့အများကြီးမချေဖြတ်နိုင်ပါဘူးပြီးတော့သွားအထက်တန်းမရှိတဲ့အတွက်မြက်တွေကိုကောင်းကောင်းမဝါနိုင်ပဲမြို့ချလိုက်ရပါတော့တယ်ဒါကြောင့်မို့လို့သူတို့ဟာနေဘက်မှာမြက်တွေကိုအလင်းအမြန်ကောက်မြူချပြီးညဘက်နားနေအချိန်ရတဲ့အခါဒါမှမဟုတ်အေးရိပ်ရတဲ့နေရာကိုရောက်တဲ့အခါဘိုက်ထဲကမြက်တွေကိုအပေါ်ပြန်အန်ထုတ်ပြီးတွတ်နဲ့ပြန်ဝါကြရပါတော့တယ်ဒါကိုပဲကျွန်တော်တို့ကမြုံပြန်တယ်သို့မဟုတ်အစာမြုံတယ်လို့ခေါ်ကြတာပါဒီပုံပြင်လေးကနေပေးချင်တဲ့
ခေတ်အထိကျွဲနဲ့နွားတွေဟာလေကွင်းထဲမှာတစ်ပင်ရိပ်အောင်မှာအိတ်နေရင်းနေတောင်မှပါဇက်ကြီးတလှုပ်လှုပ်နဲ့မြက်တွေကိုကုံအောင်ပြန်လာစားအစာမြုပ်နေကြရတာဖြစ်ပါတော့တယ်ဗျာ